င်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကရာ1389ခုနှစ်နရော်လခွဲခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာ17ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတော့စောနုဝေပါရှင်ပထမဆုံးအနေနဲ့မန္တလေးတပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင်ဖမ်းဆီးခံရမှုအသက်အန္တရာယ်အတွက်အထူးစိုးရိမ်ရကြောင်းနဲ့စစ်ကော်မရှင်မှတာဝန်ရှိကြောင်းအဖွဲ့၃ဘက်ကပူးတွဲသတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရဲ့ထင်ရှားသောလူထုတပိတ်ခေါင်းဆောင်နဲ့ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူကိုထက်မြတ်အောင်ကိုစစ်ကော်မရှင်ကဖမ်းဆီးစဉ်ပြင်းထန်စွာရိုက်နှက်ခဲ့ခြင်းကြောင့်အသက်အန္တရာယ်အတွက်အလွန်မင်းစိုးရိမ်ရကြောင်းတပိတ်အင်အားစုများကပူးတွဲထုတ်ပြန်ထားပါတယ်။အဆိုပါထုတ်ပြန်ချက်ကိုအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB အာနာရှင်စနစ်စန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC မန္တလေးနှင့်ရတနာပုံကျောင်းသားများတမကရတကတာတို့ကယမန်နေ့ဒီဇင်ဘာ19ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ကိုထက်မြတ်အောင်ဟာအသက်24နှစ်သားရှိသေးတဲ့လူငယ်တဦးဖြစ်ပြီးရတနာပုံတက္ကသိုလ်ကျောင်းသားများတမကရဲ့ဥက္ကဋ္ဌဟောင်းတဦးလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ကကိုထက်မြတ်အောင်ကိုအရမဖမ်းဆီးစဉ်ပြင်းထန်သောရိုက်နှက်ထိုးကျိတ်မှုများကျွလွန်ခဲ့တဲ့အတွက်လက်ရှိမှာ၎င်းရဲ့ကျန်းမာရေးနှင့်အသက်အန္တရာယ်အတွက်အဖွဲ့အစည်းများကစိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။ယခုကတော့ဖန်စီခံထားရပြီးတဲ့နောက်ကိုထက်မြတ်အောင်၏ကျန်းမာရေးသို့မဟုတ်အသက်အန္တရာယ်အပေါ်ထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါကစစ်ကော်မရှင်ကသာလုံးဝတာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်းအဖွဲ့၃ဘက်ကသတိပေးထားတာဖြစ်ပါတယ်။ဒါအပြင်စစ်ကော်မရှင်ကအင်အားသုံးပြီးရက်ဆက်စွာဖိနှိပ်နေတော့လဲအာနာရှင်စနစ်ကြဆုံးရဲ့အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်းကြေညာပြုထားပါတယ်ရှင်စစ်ကော်မရှင်ကမြစ်ဆုံစီမံကိန်းကိုဒီဇိုင်းသစ်ဖြင့်ပြန်လည်အကောင့်ထဲဖော်မယ်လို့ဒုစစ်ကောင်းဆောင်ပြောဆိုလိုက်ပြီးအနေကြီးမှုအပေါ်စိုးရိမ်မှုများမြင့်တက်လာနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်သူတရက်လုံးကဆယ်စုနှစ်တစ်ခုကျော်ကြာပြင်းပြင်းထန်ထန်ကန့်ကွက်လာခဲ့တဲ့မြစ်ဆုံရေအားလျက်စစ်စီမံကိန်းကိုဒုစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဒီဇိုင်းအသစ်ဖြင့်ပြန်လည်ကောင်းထဲဖော်ရန်ပြင်ဆင်နေကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ကချင်ပြည်နယ်မြစ်ကြီးနားသို့ရောက်ရှိနေတဲ့ဒုစစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့ဒီဇင်ဘာ16ရက်နေ့ကစစ်ကော်မရှင်ရဲ့အစည်းအဝေးတာဝန်ရှိသူများစစ်ကော်မရှင်ပြည်내အစိုးရအဖွဲ့နှင့်ဒေသခံဘာသာရေးလူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရမှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုရနေပါတယ်ဆိုတဲ့ပုံရိပ်မျိုးကိုဖန်တီးခြင်းပုံရပါတယ်။ဒါပေမဲ့မြစ်ဆုံကိစ္စဟာဒေသခံတွေတည်းမကပဲတနိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက်ဒီတွေ့ဆုံပွဲဟာဝါရဖြန့်ယုံတသက်ပါပဲလို့မြစ်ကြီးနားဒေသခံတို့က PSN ကိုပြောပါတယ်။မြစ်ဆုံစီမံကိန်းကိုရခိုင်က6000မဂါဝက်ထုတ်လုပ်ရန်ရည်ရွယ်ခဲ့တော့လဲယခုခါမေခနဲ့မလိခမြစ်ဆုံရာရေစီးကြောင်းအမတ်လက္ခဏာမပြောက်ပြက်စေရန်ဟုသောအကြောင်းပြချက်ဖြင့်အဆိုပါပုံစံ3ရက်အနက်မှ9600မဂါဝက်ထွက်ရှိမြင့်ဒီဇိုင်းကိုစကားရင်ရွေးချယ်ထားကြောင်းဒုစစ်ကောင်းဆောင်ကပြောကြားထားတာဖြစ်ပါတယ်။လက်ရှိမြစ်ဆုံစီမံကိန်းတင်နေရဟာမြန်မာနိုင်ငံရဲ့အန်ဒီရဲ့အရှိဆုံးစကိုင်းပြည့်ရွေ့နဲ့25.4ကီလိုမီတာခန့်သာကွာဝေးတော်လဲပြီးခဲ့တဲ့မလ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်မှာဇောင်းတူနဲ့ကွင်းဆယ်တို့ထိခိုက်မှုမရှိတဲ့အတွက်ယခုစီမံကိန်းကိုလည်းအာရှကျွမ်းကျင်အင်ဂျင်နီယာများဖြင့်ပုံမခိုင်ခန့်အောင်တွက်ချက်မိဖြစ်ကြောင်းဒုစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဆိုပါတယ်။သို့တော်လည်း9600မဂါဝက်ထုတ်လုပ်မြင့်မြစ်ဆုံစီမံကိန်းဟာလက်ရှိမြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်တဲ့ရဲရွာ10ထက်9ဆခန့်ပိုကြီးမှကမြန်မာအကြီးဆုံးဆယ်ကြီးဖြစ်လာမှာဖြစ်ပါတယ်။9600မဂါဝက်ထုတ်လုပ်မြင့်အဆိုပါဆယ်ကြီးဟာငလျင်တန်ကြောင့်တစုံတရာချိုယွင်းပါကမြောက်ပိုင်းရှိမြစ်ကြီးနားအပါအဝင်မြို့များစွာရေအောက်ရောက်သွားနိုင်သည့်အန္တရာယ်မှာအလွန်ကြီးမားကြောင်းတဘာဝပတ်ဝန်းကျင်ဆိုင်ရာလူမှုအဖွဲ့အစည်းများနဲ့ပညာရှင်များကအကြိမ်ကြိမ်သတိပေးထားပြီးလဲဖြစ်ပါတယ်။မြစ်ဆုံစီမံကိန်းဟာပြည်သူများရဲ့ဆန္ဒအရ2011ခုနှစ်ကတည်းကယာယီဇက်ဆိုင်ထားခဲ့သောစီမံကိန်းဖြစ်ပြီးစစ်ကော်မရှင်ကနည်းပညာပိုင်းဆိုင်ရာအကြောင်းပြချက်များဖြင့်ပြန်လည်စတင်ရန်ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ဒါကြောင့် AR မြင့်ရှေးရေးနှင့်ပြည်သူဘေးကင်းလုံခြုံရေးဟာအကြီးမားဆုံးစိုးရိမ်ဖွယ်ရာကိစ္စရပ်တစ်ခုဖြစ်လာပြီးဖြစ်ပါတယ်ရှင်။ KNL တာဝန်ရှိသူများနှင့်ညှိနှိုင်းအဆင်ပြေပြီးဖြစ်၍ထိမ့်သိမ်းခံရဲဘော်များမိခင်တက်ရင်စီပြန်ရောက်ပြီးဖြစ်ကြောင်းနီးပြူဟာမူစောတာကိုနှင့်တရင်မှုမင်းသားကြီးတို့အသိပေးပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တာဝန်ရှိသူများနှင့်ညှိနှိုင်းအဆင်ပြေပြီးဖြစ်၍
ထိမ့်သိမ်းခံရဲဘော်များမိခင်တရင်စီပြန်ရောက်ပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနနီးဗျူဟာ33ဗျူဟာမှုစောရကိုနှင့်တဝက်ခရိုင်အမှတ်နှစ်တရင် D5 တရင်မှုမင်းသားကြီးတို့က၎င်းတို့ရဲ့လူမှုကွန်ရက်ကတဆင့်ယနေ့ဒီဇင်ဘာ17ရက်နေ့မှာအသိပေးလာပါတယ်။ NUG လောက်ရှိအထူးတိုင်းစစ်ဌာနနီးဗျူဟာ33ဗျူဟာမှုစောရကိုတဝက်ခရိုင်အမှတ်နှစ်တရင် D5 တရင်မှုမင်းသားကြီးတနင်္လာရီတိုင်းစစ်ဌာနဒရုန်းတရင်ဒုတရင်မှုတို့ရာစတဲ့ခေါင်းဆောင်အချို့အပါအဝင်ရဲဘော်90ခန့်ကို KNU တပ်မ၄တရင်စနစ်မှဖိုးတောက်ကြာထုကဘော်တို့မှလက်နက်ဖြုတ်သိမ်းဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပါတယ်။မဟာမိတ် KNL တာဝန်ရှိသူတွေနဲ့ညှိနှိုင်းမှုအဆင်ပြေကြောင်းမကြခင်ထိန်းသိမ်းခံထားရတဲ့ရဲဘော်တွေအလုံးလက်နက်နဲ့အတူမိခင်တရင်စဉ်ပြန်ရောက်ပြီးဖြစ်ကြောင်းတော်လိုင်းညီကိုတွေနားလည်မှုလွဲတာအနေချင်းရှိပြီးဒါဟာပြဿနာမဟုတ်ကြောင်းဗျူဟာမှုစောရကိုက၎င်းရဲ့လူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။ဒါအပြင်ဆီယနာရှင်နဲ့လော်ဘီများအနေဖြင့်ယခုကိစ္စရဲ့နဲ့ပတ်သက်ပြီးဝမ်းသာနေခြင်းအပေါ်သတိပေးထားပြီးမဟာမိတ်တပ်ပေါင်းစုများကတဆုံးထိတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်းဗျူဟာမှုကအသိပေးထားပါတယ်။ယခုဖြစ်ပေါ်တဲ့ကိစ္စရပ်ဟာအောက်ခြေရဲဘော်ချင်းပြဿနာဖြစ်ပေါ်ရမှဖန်စီထိမ့်သိမ်းခဲ့ခြင်းဖြစ်ပြီးအထက်တာဝန်ရှိသူများရဲ့ညှိနှိုင်းဆောင်ရွက်မှုကြောင့်ပြန်လည်ဖြည့်ရှင်း၍ပြည်လဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အားလုံးအဆင်ပြေသွားမည်ဖြစ်ပြီးနှလုံးရည်အကောင်းဖို့ပဲလိုကြောင်းပြည်သူတွေအနေနဲ့မစိုးရိမ်ကြဖို့နဲ့ပျော်နေသူတွေအပျော်မစိုးကြဖို့လဲဒဝဲခရိုင်အမှတ်နှစ်တရင် D5 တရင်မူမင်းသားကြီးက၎င်းရဲ့လူမှုကွန်ရက်မှတဆင့်အသိပေးထားပါတယ်ရှင်ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းများကို PSN News ရဲ့ဝိုင်းတော်သူမခင်လေးစုံကတင်ပြပေးသွားပါမယ်ရှင်မင်္ဂလာပါရှင် PSM News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့ခင်လေးစုံပါရှင်။ပထမဆုံးအနေနဲ့ဗန်နီဇွဲလားရေနံတင်သင်္ဘောတွေကိုအလုံးစုံပိတ်ဆို့ဖို့သမ္မတထရန့်အမိန့်ပေးစစ်မီးမွေးတဲ့ချိန်ချမှုလို့ဗန်နီဇွဲလားတုံ့ပြန်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဗန်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုရဲ့အစိုးရကိုနိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း FTO ဖြစ်သတ်မှတ်လိုက်ကြောင်းကြေညာခဲ့ပြီးတဲ့နောက်အဆိုပါအစိုးရဟာမွေးရစေဝါမှောင်ခိုမှုနဲ့လူကုန်ကူးမှုတွေမှာလည်းပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကဗန်နီဇွဲလားကမ်းလွန်မှာအမေရိကန်ကရေနံတင်သင်္ဘောတစ်စင်းကိုသိမ်းဆည်းခဲ့ပြီးတဲ့နောက်အခုလိုမျိုးတင်းမာမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဗန်နီဇွဲလားဟာသူ့ရဲ့စီးပွားရေးအတွက်ရေနံတင်ပို့မှုပေါ်အဓိကအားထားနေရတဲ့အတွက်အခုလုပ်ရဟာထိခိုက်မှုကြီးမားနိုင်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။သမ္မတထရန့်ဟာသူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာအင်္ဂါနေ့ကရေးသားရမှာဗန်နီဇွဲလားနိုင်ငံဟာတောင်အမေရိကသမိုင်းတစ်လျှောက်အကြီးမားဆုံးသောရေတပ်အစုအဝေးကြီးနဲ့ဝန်းရံထားခြင်းခံနေရတယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီစစ်အင်အားဟာပုံမကြီးမားလာအောင်မှာဖြစ်ပြီးတခါမှမမြင်ဘူးသေးတဲ့အခြေအနေမျိုးဖြစ်လာမယ်လို့လည်းသူကသတိပေးခဲ့ပါတယ်။ဒါ့အပြင်မာဒူရိုအစိုးရဟာခိုးယူထားတဲ့ရေနံတွေကိုသုံးစွဲပြီး၎င်းတို့ကိုယ်တိုင်အတွက်၎င်းမူရစ်အကြမ်းဖက်မှုလူကုန်ကူးမှုလူသက်မှုနဲ့ပြန်မေးဆွဲမှုတွေအတွက်၎င်းဗန်နာငွေရှာဖွေနေတယ်လို့ထရန့်ကဆွဆွဲခဲ့ပါတယ်။စက်တင်ဘာလကစလို့ဖန်တာနေနဲ့တခြားတရားမဝင်မူရစ်ဆေးဝါးတွေတည်ဆောင်လာတယ်လို့ယူဆရတဲ့လှေတွေကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ခဲ့ရမှာအနည်းဆုံးလူပေါင်း90လောက်သေဆုံးခဲ့ရပါတယ်။ဒါပေမဲ့လည်းအဆိုပါလှေတွေမှာမက္ကဆီကိုမှာအဓိကထုတ်လုပ်တဲ့ဖန်တာနေဒါမှမဟုတ်ကိုကင်းတွေတည်ဆောင်လာတဲ့ဆိုတဲ့အထောက်အထားကိုတော့အမေရိကန်ကအများပြည်သူကိုထုတ်ပြန်ခြင်းမရှိသေးပါဘူး။အရင်ကမာဒူရိုတအူးရဲပေါ်သတ်မှတ်ခဲ့တဲ့အကြမ်းဖက်သမားတစိမ့်ကပ်မှုကိုအခုအခါအစိုးရတစ်ခုလုံးပေါ်တိုးချဲ့သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း Trump ရဲ့ post မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့လကလည်း Venezuela မှာရှိတဲ့ Cartel de los Sols အဖွဲ့ကိုနိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း FTO ဖြစ် American ကတရားဝင်သတ်မှတ်ခဲ့ပါသေးတယ်။ကမ္ဘာအကြီးဆုံးရေနံအရန်တားတွေရှိရာ Venezuela နိုင်ငံကတော့ဝါရှင်တန်ဟာသူတို့ရဲ့တရားဇာတာတွေကိုခိုးယူဖို့ကြိုးပမ်းနေတယ်လို့တုံ့ပြန်ဆွဆွဲထားပါတယ်။တင်ဆက်ခံရတဲ့ skipper အမည်ရှိတဲ့သင်္ဘောနဲ့ပတ်သက်ပြီးတော့လည်းမာဒူရိုကအမေရိကန်ဟာသင်္ဘောသားတွေကိုပြန်မေးဆွဲပြီးသင်္ဘောကိုခိုးယူသွားတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ဟာကာရစ်ဘီယန်ပင်လယ်မှာကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald Ford အပါအဝင်စစ်အင်အားတွေကိုဗန်နီဇွဲလားကိုအချိန်မရွေးတိုက်ခိုက်နိုင်တဲ့အကွာအဝေးမှာနေရာချထားပါတယ်။တက်ဆက်ပြည်နယ်ကဒီမိုကရက်အမတ်ဂျိုအာကင်ကက်စထရိုကတော့ထရန့်ရဲ့ရေကြောင်းပိတ်ဆို့မှုဟာငင်းချက်ထုတ်လို့မရတဲ့စစ်မီးမွေးတဲ့လုပ်ရဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အမေရိကန်လွှတ်တော်အမတ်တွေဟာဗန်နီဇွဲလားနဲ့ရန်လိုမှုတွေအဆုံးသတ်ဖို့သမ္မတကိုညွှန်ကြားမဲ့ဆုံးဖြတ်ချက်ကိုကြာသပတေးနေ့မှာမဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။တစ်ချိန်တည်းမှာပဲကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာအကြီးအကဲ Volker Turk ကဗန်နီဇွဲလားနိုင်ငံအတွင်းဖိနှိပ်မှုတွေပုံမပြင်းထန်လာပြီးပြည်သူတွေရဲ့လွတ်လပ်ခွင့်ကိုနှိပ်ကွပ်နေတယ်လို့သတိပေးခဲ့ပါတယ်ရှင်။ဆက်လက်ပြီး NASA ရဲ့ DigSat အာကာသယာဉ်ငယ်အသစ်တွေကိုဒီဇင်ဘာလ18ရက်မှာကမ္ဘာနှိပ်အလွှာကိုလွှတ်တင်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်
American အာကာသအဖွဲ့ NASA ဟာအပြားဝိုင်းပုံစံရှိတဲ့အာကာသရှင်ငယ် DigSat ၄ စင်းကိုကမ္ဘာနှိမ်အလွှာ Low Earth Orbit (LEO) သို့မကြာမီလွှတ်တင်သွားမှာဖြစ်တဲ့အကြောင်းကြေညာပါတယ်။အဲ့အာကာသရှင်တွေဟာ CubeSat ရဲ့ကန့်သက်ချက်တွေကိုကျော်လွှားနိုင်မှုရည်ရွယ်ထားတဲ့အာကာသရှင်ငယ်နည်းပညာအသစ်တစ်ခုကိုစမ်းသပ်ပြသမယ့် mission ဖြစ်ပါတယ်။ DigSat ကို NASA ထောက်ပံ့ငွေနဲ့ California ပြည်နယ် Hexagonal မြို့မှာရှိတဲ့ The Aerospace Corporation ကနေဖွံ့ဖြိုးတီထွင်ခဲ့တာဖြစ်ပြီးပုံမှန် CubeSat တွေရဲ့အားနည်းချက်တွေဖြစ်တဲ့စံသတ်မှတ်ထားတဲ့လွှတ်တင်စနစ် containerization နဲ့ကုန်ကျစရိတ်သက်သာမှုကိုဆက်လက်ထိန်းသိမ်းထားသလိုကိုယ့်ရဲ့ပုံစံကိုအပြောင်းအလဲပုံစံဖြစ်ပြောင်းလဲထားခြင်းဖြင့်မျက်နှာပြင်အကျယ်နဲ့စွမ်းအင်ထုတ်လုပ်နိုင်မှုကိုတည်တည်တသာတိုးမြှင့်နိုင်ခဲ့ပါတယ်။ CubeSat တွေဟာသိငယ်တဲ့ဘူးပုံစံကြောင့်နေအောင်ကြီးကစွမ်းအင်ထုတ်လုပ်နိုင်မှုကန့်သတ်နေခြင်းသိပ္ပံကိရိယာတွေနဲ့အန်တနာအကြီးတွေတက်ဆင်မှုနေရာမလုံလောက်ခြင်းကဲ့သို့သောခက်ခဲတွေရှိနေခဲ့ပါတယ်။ DigSat platform ဟာအဲ့ဒီကန့်သက်ချက်တွေကိုလျော်ပါစေဖို့ရည်ရွယ်ထားပြီးစွမ်းအင်မြင့်မားမှုလိုအပ်တဲ့သိပ္ပံစမ်းသပ်မှုတွေဆက်သွယ်ရေးနဲ့ကမ္ဘာစောင့်ကြည့်ရေးမစ်ရှင်တွေအတွက်အသုံးချနိုင်မယ့်အခွင့်အလမ်းတွေပေးစွမ်းနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ပထမဆုံးနည်းပညာစမ်းသပ်မစ်ရှင်မှာ DigSat ဒဇင်းချင်းစီဟာအချင်း40လက်မှ1မီတာရှိပြီးအထူ1လက်မှ2.5 စင်တီမီတာခန့်သာရှိပါတယ်။ CubeSat စက်မှုလုပ်ငန်းကထုတ်လုပ်ထားတဲ့စံအစိပ်ပိုင်းတွေကိုအသုံးပြုထားတဲ့အတွက်ထုတ်လုပ်မှုနဲ့လွှတ်တင်မှုကုန်ကျစရိတ်ကိုလျှော့ချနိုင်မယ်လို့လည်းဆိုပါတယ်။လွှတ်တင်ချိန်မှာ DigSat အများအပြားကိုစုပုံပြီး launch vehicle ရဲ့ fairing အတွင်းထည့်သွင်းနိုင်ပြီးအာကာသအတွင်းကိုရောက်ရှိလာပါကအချိန်တိုအတွင်းဂျိုတုအစုလိုက်အပြုံလိုက်ကိုဖြန့်ချီနိုင်မှာဖြစ်ပါတယ်။အဆိုပါ DigSat ၄ စင်းကိုကမ္ဘာနှိမ်အလွှာကိုလွှတ်တင်မဲ့ launch window ကိုဒီဇင်ဘာလ18ရက် American အရှေ့ပိုင်းအချိန် ET မနက်12နာရီကနေစတင်ဖွင့်လှစ်မှာဖြစ်တဲ့အကြောင်းသိရပါတယ်။လွှတ်တင်မှုကို Rocket Lab ကဆောင်ရွက်မှာဖြစ်ပြီးဓာတ်ရိုက်ထုတ်လွှင့်မှုကိုတော့လွှတ်တင်မဲ့အချိန်မတိုင်မီမိနစ်20ခန့်အလိုမှာစတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီပညာကျွမ်းကျင်သူတွေက DigSat စမ်းသပ်မစ်ရှင်ဟာအနာဂတ်မှာကုန်ကျစရိတ်သက်သာပြီးစွမ်းရည်မြင့်မားတဲ့အာကာသရှင်ငယ်မစ်ရှင်တွေကိုပုံမွေကျပြန့်စွာအကောင့်ထဲပေါ်နိုင်ဖို့အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်တယ်လို့သုံးသပ်ပြောကြားထားပါတယ်ရှင်။ဆက်လက်ပြီး2026ကမ္ဘာ့ဖလားပွဲစဉ်အားလုံးအတွက်ဒေါ်လာ60တန်လက်မှတ်တွေကို FIFA စတင်ရောင်းချတဲ့သတင်းကိုတင်ပြပေးပါမယ်။2026ခုနှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲအပါအဝင်ပွဲစဉ်ပေါင်း104ပွဲစလုံးအတွက်လက်မှတ်တစ်စောင်ကို American $60 သာကျသင့်မဲ့ Spora Entry Tier အမည်ရှိတဲ့လက်မှတ်မျိုးစားအသစ်ကို FIFA ကမိတ်ဆက်လိုက်ပါတယ်။ဒီစီစဉ်ဟာချစ်စစ်ပွဲအောင်မြင်ထားတဲ့နိုင်ငံအသီးသီးကပြည်သက်တွေအနေနဲ့မိမိတို့အသင်းနောက်ကိုလိုက်ပါအားပေးရမှာဈေးစကပုံမတက်တာပြီးလွယ်ကူချောမွေ့စေဖို့ရည်ရွယ်တာဖြစ်ပါတယ်။တကယ်လို့ပြည်သက်တွေအားပေးတဲ့အသင်းဟာရှုံးထွက်အဆင့်ဒါမှမဟုတ်တက်ရောက်နိုင်ခြင်းမရှိဘူးဆိုရင်လက်မှတ်ပြန်အငွေတောင်းခံလာတဲ့အတွက်စီမံခန့်ခွဲမှုဆိုင်ရာအခကြေးငွေတွေကိုကင်းလွတ်ခွင့်ပေးမှလည်းဖြစ်ပါတယ်။လက်ရှိမှာကမ္ဘာတစ်ဝန်းကလက်မှတ်ဝယ်ယူခွင့်တောင်းဆိုမှုပေါင်း20ကျော်ရရှိထားပြီးဖြစ်တယ်လို့ FIFA ကထုတ်ပြန်ထားပြီးဂျပန်စနစ်နဲ့ရွေးချယ်ရောင်းချပေးမဲ့အဆိုပါအစီအစဉ်ကို2026ခုနှစ်ဇန်နဝါရီလ23ရက်နေ့အထိဝယ်ယူခွင့်အတွက်စာရင်းပေးသွင်းနိုင်ပါတယ်။2026ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်ပြည်ထောင်စုတို့မှာဇွန်လ17ရက်နေ့ကနေဇူလိုင်လ19ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးဂျပန်စနစ်နဲ့ရွေးချယ်တာဖြစ်တဲ့အတွက်မြည်သည့်အချိန်မှာစာရင်းပေးသွင်းသည်ဖြစ်စေလက်မှတ်ရရှိနိုင်မဲ့အခွင့်အရေးကတော့အတူတူပဲဖြစ်တယ်လို့သိရပါတယ်။စိတ်ပါဝင်စားသူတွေအနေနဲ့ fever.com/tickets ကနေတဆင့်ဝင်ရောက်စာရင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ Paramount ရဲ့ဝယ်ယူရန်ကမ်းလှမ်းမှုကို Warner Bros Discovery Board အဖွဲ့ပယ်ချခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ Warner Bros Discovery WBD Company Director Board အဖွဲ့ဟာ Paramount Skydance PSKY ရဲ့ဒေါ်လာ108.4 ဘီလီယံတန်ဖိုးရှိတဲ့ဝယ်ယူကမ်းလှမ်းမှုကိုဗုဒ္ဓဦးနေ့ကပယ်ချလိုက်ပြီး Paramount ဘက်ကဗန်နာရေးဆိုင်ရာအမခံချက်ခိုင်မာစွာတင်ပြနိုင်ခြင်းမရှိတဲ့အတွက်အခုလိုမျိုးပယ်ချရတာဖြစ်တယ်လို့ပုတ်အဖွဲ့ကဆိုပါတယ်။ရှယ်ယာရှင်တွေထံပေးပို့တဲ့စီမင်းစည်းကမ်းဆိုင်ရာအစီရင်ခံစာမှာ Paramount ဟာ၎င်းတို့ရဲ့တစ်ရှယ်ယာကို30%နဲ့ငွေသားပေးချေမဲ့ကမ်းလှမ်းချက်ကို Oracle ပူးရဲတီထောင်သူ Billionaire Larry Ellison ရဲ့မိသားစုကအပြည့်အဝအမခံ backstop ပေးထားတယ်လို့ဆိုပြီးရှယ်ယာရှင်တွေကိုဒီဇိုင်းမမတ်လှည့်ပြခဲ့တယ်လို့ပုတ်အဖွဲ့ကရေးသားထားပါတယ်။အဆိုပါအမခံချက်မှာအမှန်တကယ်ရှိမနေသလိုဘယ်တော့မှလည်းမရှိခဲ့ပါဘူးလို့ပုတ်ဖွဲ့ကဖော်ပြပြီး Paramount ရဲ့ကမ်းလှမ်းချက်ဟာကြီးမားတဲ့စွန့်စားရမှုများစွာရှိနေကြောင်းလည်းထောက်ပြခဲ့ပါတယ်။ပုတ်ဖွဲ့ရဲ့အဆိုအရ Paramount ရဲ့ကမ်းလှမ်းချက်ဟာ Netflix နဲ့ချုပ်ဆိုထားပြီးဖြစ်တဲ့ပေါင်းစည်းရေးသဘောတူညီချက်ထက်နှိမ့်ကျနေတယ်လို့လည်းဆိုပါတယ်။ Netflix ရဲ့ Warner Bros ရုပ်ရှင်နဲ့ရုပ်သံစတူဒီယိုတွေမိုဘိုင်ခွင့်စာကြည့်တိုင်းနဲ့ HBO Max တို့အတွက်တစ်ရှယ်ယာကို$29.5နဲ့ဝယ်ယူမဲ့ကမ်းလှမ်းချက်ကခိုင်မာတဲ့အကျွေးဆိုင်ရာဂတိကဝတ်များရှိပြီးဖြစ်တဲ့အပြင်စီးနှောင်မှုရှိတဲ့သဘောတူညီချက်ဖြစ်တယ်လို့ပုတ်ဖွဲ့ကရှင်းလင်းထားပါတယ်။ Warner Bros ရဲ့ဥက္ကဋ္ဌ Samuel De Bizar က CNBC နဲ့အင်တာဗျူးမှာပြောကြားရမှာရှယ်ယာရှင်တွေမဲခွဲဆုံးဖြတ်မဲ့ရက်စွဲကိုသတ်မှတ်ရခြင်းမရှိသေးပေမဲ့လာမယ့်ຫນွေဦးဒါမှမဟုတ်ຫນွေရာသီအစောပိုင်းမှာဖြစ်လာနိုင်ပွဲရှိတယ်လို့ပြောကြားထားပါတယ်။ Paramount ဘက်ကတစုံတရာတုံ့ပြန်ခြင်းမရှိသေးပေမဲ့ Netflix ကတော့အခုဆုံးဖြတ်ချက်ကိုကြိုးဆိုခဲ့ပါတယ်။ Netflix ရဲ့ပေါင်းစည်းရေးသဘောတူညီချက်ကပုံမသားလွန်ကောင်းမွန်ပြီးရှယ်ယာရှင်တွေအတွက်အကျိုးရှိဆုံးဖြစ်တဲ့ဆိုတာ Warner Bros Discovery Board အဖွဲ့ကအတည်ပြုပေးလိုက်တာပဲဖြစ်ပါတယ်လို့ Netflix ရဲ့တွဲဖက် CEO Ted Sarandos ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
American တရားရေးဌာန DOJ နဲ့ဥရောပကော်မရှင်တို့ရဲ့စီမင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ဆွေးနွေးမှုတွေစတင်နေပြီဖြစ်တယ်လို့ Netflix ရဲ့တခြားတွဲဘက် CEO တဦးဖြစ်သူ Greg Peters ကဆိုပါတယ်။အခုသတင်းကြောင့် Warner Bros ရဲ့ share ဈေးနှုန်းဟာ 1.4% ကျဆင်းပြီး$28.5ကိုရောက်ရှိသွားပြီး Netflix share ကတော့1.5%မြင့်တက်ခါ Paramount share ကတော့1.8%ကျဆင်းသွားခဲ့တာပါ။ Paramount နဲ့ပေါင်းစည်းမယ်ဆိုရင်ကုမ္ပဏီရဲ့ကြွေးမြီပမာဏကလုပ်ငန်းလည်ပတ်မှုဝင်ငွေထက်6.8 ဆအထိမြင့်တက်သွားနိုင်ပြီးဗန်နာရေးရစိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိနိုင်ကြောင်း WBD ဘုတ်အဖွဲ့ကထောက်ပြထားပါတယ်။ Paramount ရဲ့ပေါင်းစည်းရေးအစီအစဉ်ကြောင့် Hollywood မှာအလုပ်ကိုင်လျှော့ချမှုတွေထပ်မံဖြစ်ပေါ်လာနိုင်ပြီး၎င်းဟာ Hollywood ကိုပုံမအင်အားကြီးနဲ့တွားစေလိမ့်မယ်လို့လည်းသတိပေးထားပါတယ်။လက်ရှိမှာ WBD ဘုတ်ဖွဲ့ဟာ Paramount ရဲ့ကမ်းလှမ်းချက်ကိုလက်တွေ့မကျတဲ့စိတ်ကူးယဉ်မှုလို့ဖော်ပြထားပြီးရှယ်ယာရှင်တွေအတွက်အနေနဲ့များလွန်းကြောင်းလည်းကောက်ချက်ချထားပါတယ်ရှင်။ကျမတို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပြပို့ထားတာဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။